အားလုံးပဲမင်္ဂလာပါဗျာ Rustport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Manchester City အသင်းအနေနဲ့9ရက်6လ2025မှာပဲအသက်24နှစ်အရွယ်ဘယ်နောက်ခံလူ Ryan Aït-Nouri ကို Wolverhampton အသင်းကနေခေါ်ယူလိုက်ပြီးဖြစ်ကြောင်းအသင်းရဲ့ website မှာတင်ထားခဲ့ပါတယ်ပြောင်းရွှေ့ခြင်းအနေနဲ့ကယူရို38တန်းနဲ့အပိုစုချင်းငွေပါရှိပြီး9နှစ်တာသက်တမ်းရှိစာချုပ်ဖြစ်တယ်လို့လည်းသိရပါတယ်Man City အသင်းဟာ Lyon အသင်းရဲ့တိုက်စစ်ကစားသမား Ryan Cherki အတွက်လိုင်ရွန်အသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီးလိုအပ်တဲ့စာချုပ်စာတမ်းတွေမှာလည်းလက်မှတ်ရေးထိုးပြီးခဲ့ကြောင်းသိရပါတယ်။စာချုပ်ပါအချက်အလက်အရပြောင်းရွှေ့ခြင်းမှာယူရို36တန်းနဲ့အပိုစုချင်းငွေယူရို6တန်းပါဝင်ပြီးနောက်တစ်ချိန် Ryan Cherki ကိုပြန်လည်ရောင်းချပါကပြောင်းရွှေ့ခြင်းရဲ့ 50% ကိုလိုင်ရွန်အသင်းဘက်မှရရှိမည်ဖြစ်ကြောင်းသိရပါတယ်။ Chelsea အသင်းရဲ့ရန်ကုန်သမား Marcus Bettinelli ကိုလည်းစာချုပ်ချုပ်ဆိုရန်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းလည်းကြားသိရပါတယ်။ FIFA Club World Cup ပြိုင်ပွဲအတွက် USA သို့ခေါ်သွားမဲ့အပြီးသက်လူစင်းကိုဒီနေ့အင်္ဂါနေ့ညအပြီးပေးရမှာဖြစ်လို့ Man City အနေနဲ့ကစားသမားအသစ်တွေကိုအပါခေါ်သွားနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရမယ်ဗျာ။ Chelsea အသင်းအနေနဲ့ကတော့ Strasbourg အသင်းရဲ့အသက်19နှစ်အရွယ်ပြင်သစ်နောက်ခံလူ Mamadou Sarr ကိုခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ရှင်းနှစ်သက်တမ်းစာချုပ်ဖြစ်ပြီး2033ခုနှစ်ထိကလပ်မှာရှိနေမှာပဲဖြစ်ပါတယ်။ Chelsea အသင်းဟာဒေါမွန်အသင်းရဲ့တိုက်စစ်ကစားသမား Jamie Kitten ကိုခေါ်ယူရန်ဆက်လက်ကြိုးစားနေပြီး AC Milan အသင်းရဲ့ကိုယ်သမား Mike Maignan ကိုတော့ဒီနေ့ည9နာရီအထိသဘောတူညီမှုမရခဲ့ပါကလက်လွတ်သွားနိုင်ပဲရှိကြောင်းသိရပါတယ်။ Arsenal အသင်းအနေနဲ့ကတော့ Real Sociedad အသင်းမှကွင်းလည်လူ Martin Zubimendi နဲ့နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီးပြောင်းရွှေ့ခြင်းယူရိုတန်း60နဲ့ကမ်းလှမ်းမှုတွေဆက်လက်လှုပ်ဆောင်သွားမယ်လို့ Fabrizio Romano ကအတည်ပြုထားပါတယ်။ Arsenal အသင်းရဲ့အဓိကပြစ်မှတ်တစ်ခုဖြစ်တဲ့ RB Leipzig မှာတိုက်စစ်မှု Benjamin Sesko ကိုလည်းခေါ်ယူရန်ဆက်လက်ကြိုးပမ်းနေကြောင်းသိရပါတယ်။ Saudi Club Al Hilal အသင်းမှလည်း Sesko ကိုခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသတင်းတွေကဖော်ပြလာပါတယ်။ Leverkusen အသင်းဟာသူတို့ရဲ့ကစားသမား Florian Wirtz အတွက်လီဗာပူးအသင်းရဲ့စတာလင်ပေါင်133သန်းတန်တန်ကြီးရှိကမ်းလှမ်းမှုကိုပယ်ချသွားတယ်လို့သိရပါတယ်။ကြားသိရတဲ့သတင်းတွေအရLeverkusenအသင်းဘက်မှစတာလင်ပေါင်138တန်းကအလိုရှိနေပြီးအဆိုပါတောင်းဆိုတဲ့ဈေးတိုင်းအပြောင်းရွှေ့ဖြစ်သွားပါကပြည်ထောင်စံချိန်တွေပြောင်းရွှေ့ခြင်းဖြစ်တဲ့ Chelsea ကွင်းလယ်ကစားသမားကိုင်စီတိုရဲ့စတာလင်ပေါင်135တန်းတန်စံချိန်ကိုကျော်လွန်သွားမှာပဲဖြစ်ပါတယ်။ Manchester United ကတော့ Sporting ရဲ့တိုက်စစ်မှု Victor Gyokeres နဲ့ Brentford အသင်းမှတိုက်စစ်ကစားသမား Bryan Mbeumo တို့ကိုဦးစားပေးကြိုးစားနေပြီးဘုံမောက်အသင်းရဲ့တိုက်စစ်ကစားသမား Antoine Semenyo ကိုလည်းစိတ်ဝင်စားနေကြောင်းသိရပါတယ်။ Sporting တိုက်စစ်မှု Victor Gyokeres ကတော့ Sporting အသင်းဘက်မှမြင့်တင်လိုက်တဲ့သူ့ရဲ့ပြောင်းရွှေ့ခြင်းအတွက်စိတ်မသက်မသာဖြစ်နေကြောင်းသိရပါတယ်။စာချုပ်ပါအချက်လည်းရစာချုပ်ရုံကြီးမှာစတာလင်ပေါင်84တန်းဖြစ်တော့လဲ Gyokeres အနေနဲ့မနစ်ကရသည့်အတွက်အသင်းမှာဆက်ရှိနေပြီးခဲ့ရင်ကလပ်ဘက်မှစတာလင်ပေါင်59တန်းဖြင့်ထွက်ခွာခွင့်ပေးမယ်ဟုသဘောတူညီမှုရယူထားခဲ့ကြောင်းသိရပါတယ်။ Sporting အသင်းဘက်ကတော့မနစ်ကရယူထားတဲ့သဘောတူညီမှုကိုဖျက်ပြီး Gyokeres အတွက်စတာလင်ပေါင်68တန်းခန့်အလိုရှိနေကြောင်းလည်းကြားသိရပါတယ်။နောက်ထပ်အနေနဲ့က Brighton အသင်းဟာ Hellas Verona အသင်းမှနောက်ခံကစားသမား Diego Coppla ကိုယူရို10တန်းအပြင်အပိုစုချင်းငွေခံစား권တွေနဲ့ခေါ်ယူခဲ့နိုင်ပြီဖြစ်ပြီး Brentford အသင်းရဲ့မန်နေဂျာ Thomas Frank ဟာ Tottenham Hotspur အသင်းရဲ့မန်နေဂျာအသစ်ဖြစ်လာကြောင်းသိရပါတယ်။စိတ်ဝင်စားဖွယ်သတင်းတွေကိုအမြဲတင်ဆက်ပေးနေမှာမို့ Like and Subscribe လေးလုပ်သွားပေးကြပါအောင်ဗျာ။ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။